ချောချောမောမောလှလှပပဖြစ်ခြင်းနဲ့ဆိုရင်မေတ္တာနဲ့နေပညာတတ်ခြင်းလို့ရှိရင်မေးမြန်းလေ့လာစူးစမ်းဆင်ခြင်ကျမ်းမာခြင်းလို့ရှိရင်ပါဏာတိပါဒကရှောင်းသူများတွေကိုမငြင်းဆဲနဲ့မနှိပ်စက်နဲ့စီကံဥစ္စာတွေတိုးပွားခြင်းဒါနကောင်းမှုလုပ်အသိစိတ်မရှိတဲ့မြတ်ရလေးတော့မိဘူးလေးပေးပြီးတော့ဖြောင်းအောင်လုပ်တဲ့အခါဖြောင်းတော့ရရလေးကဖြောင်းပြီးအဲ့ဒီလိုမြားသမားတွေဟာမြားလုပ်တဲ့လူတွေဟာမြားရလေးကိုဖြောင်းအောင်အကူပေးပြီးတော့လက်အားနဲ့ဟုတ်လားကောင်းနေတာကိုဖြောင်းအောင်ကြိုးစားဖြောင်းသွားတယ်